အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရဲ့ 10 years plan ရဲ့ day 2 လေးဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့ဒီနေ့ကဖြတ်တန်းမှုလေးကိုအချင်းမြပြောပြပေးခြင်းပါတယ်မနေ့6:45မှာကျွန်တော်အေးရထပြီးတော့မျက်နှာတဲ့ကုလက်တန်းစင်ပါတယ်ဘုရားတော်ရေကပ်ဘုရားကျောင်းဆောင်တန်ရှင်းရေးလုပ်ပြီးတော့ဘုရားဝေးပြပါတယ်ပြီးတော့လည်း skin ကဲပါတယ်9 နာရီခွဲမှာသားနဲ့သမီးကိုကျောင်းကိုပို့ပေးပါတယ်ကျောင်းပို့ပြီးအပြန်လာတော့သမီးကြီးရဲ့အချင်းဆရာနဲ့တွေ့ပြီးသမီးကြီးရဲ့အနာဂတ်အတွက်တိုင်ပင်ဆွေးနွေးအနှံဖြစ်ပါတယ်ပြန်လာတာနဲ့ကျုပ်ရွေးကျုပ်ရပါတယ်စနစ်ခွဲလောက်မှာတော့နေ့လည်စာထမင်းစားပြီးတော့ TV ခဏထိုင်ကြည့်ပါတယ် TV ကြည့်ပြီးကျုပ်ရွေးကျုပ်ပြန်ရအောင်3 နိုင်ခွဲမှာသမီးငယ်ကိုကျောင်းကျူပါတယ်ကျောင်းကျူပြီးတော့လည်းအိမ်မှာကိုယ်ပြီးတောက်ပါတယ်9 နိုင်မှာသမီးငယ်ကိုကျူရှင်ပို့ပါတယ်ကျူရှင်ပို့ပြီးတော့လည်းကျွန်တော်ရဲ့တနေ့တာကိုလည်းလှူရှာမှုလေ့ကျင့်ခန်းလေးကိုတနားရီလောက်လုပ်ပါတယ်6 နာရီခွဲလောက်မှာပြီးပါတယ်ပြီးတော့လည်း World Championship ကလက်ဝဲပွဲကြည့်ပြပါတယ်ဆိုနာဦးတန်းစင်ဘရိုနီကာတို့ရဲ့ပွဲတွေကိုကြည့်ပြပါတယ်ဂျားထဲမှာရေမိုးချိုထမင်းစားဘရိုနီကာပွဲပြီးတာနဲ့ဖျားဝေးပြူအိယာဝင်ခဲ့ပါတယ်ဒါကတော့ကျွန်တော်ရဲ့တနေ့တာဖြတ်တန်းမှုလေးကိုအချင်းများပြောပြပေးတာဖြစ်ပါတယ်ညီကိုမောင်မတွေရောတနေ့တာဖြတ်တန်းမှုတွေကိုတနေ့တာကိုညီကိုမောင်မတွေရောတနေ့တာကိုဘယ်လိုတွေဖြတ်တန်းခဲ့ကြလဲဆိုတာကွန်မန့်မှာပြောပြပေးနိုင်ရင်ပြောပြပေးခဲ့လို့ရပါတယ်ဗျကိုယ့်ရဲ့တနေ့တာဖြတ်တန်းမှုကိုလည်းပြန်လဲစဉ်းစားကြည့်ခြင်းဖြင့်ဒီနေ့ငါဘာတွေလုပ်ခဲ့လဲဆိုတာကိုပြန်စဉ်းစားကြည့်ရင်လည်းကိုပြန်သုံးသပ်လို့လည်းသုံးသပ်ပြီးသားလည်းဖြစ်သွားပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်မိမိတို့ရဲ့လက်ရှိအချိန်ကိုအကောင်းဆုံးအသုံးချနိုင်ကြပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဆုမွန်ကောင်းတောင်းပေးအမြတ်ထာဝရကိုယ်စိတ်နှပါကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာများပို့သပေးလိုက်ရပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်